လေးလာပြီးပြီဆိုတော့ exercise မှာကြည့်ရအောင်ဒီမှာက using the prefix in the table မှာရှိတဲ့ prefix တွေကိုသုံးမယ်ရှေ့မှာတွေ့ခဲ့တဲ့ဟာတွေเนาะပြီးတော့ make words စကားလုံးတွေကိုပြုလုပ်မယ် by adding the prefix to the base word အောက်မှာပေးထားတဲ့ဒီ base word တွေနဲ့ပေါင်းပြီးတဲ့အခါကျတော့မလုပ်မလဲဆိုတော့ prefix တွေနဲ့ဆက်ဆက်မယ်ဥပမာသူရဲ့ base word က mobile ဒါကိုရှေ့က prefix auto ဆက်လိုက်မယ် automobile ပေါ့နော်ဒါနဲ့စကားလုံးတွေကိုလည်းအဲ့လိုပဲရှေ့ကဇယားထဲမှာတော့ရှိတဲ့ prefix တွေကိုသုံးပြီးတော့ဆက်ဆက်ကြည့်ပါနော်နောက်တစ်ခုကဒီ blank ထဲမှာ write the letter of the definition that match the given word ပေးထားတဲ့စကားလုံးတွေနဲ့ဒီမှာရှိတဲ့ definition တွေနဲ့ဆက်ဆက်ရမယ်မှာပေးထားတာ translate focus prevent အဲ့ဒါနဲ့ဒီဘက်က ABC တွေနဲ့ match လုပ်ပြီးတော့တွဲပေးရမှာဖြစ်ပါတယ်အဲ့တော့ prefix တွေထဲမှာပဲသူ့ရဲ့အဓိပ္ပာယ်ကအငြင်းအဓိပ္ပာယ်ပါတဲ့အရာတွေရှိတယ်အဲ့တော့ရှင်းမှာတော့က opposite meaning တွေကိုဘာလို့ခေါ်လဲဆိုတော့ antonym လို့ခေါ်တယ်သူ့ရဲ့ original words ပေါ့နော်အဲ့ဒီ antonym မှာ prefix တွေရဲ့ not အငြင်းပါတဲ့အဓိပ္ပာယ်တွေဖြစ်တယ် UNN ပေါ့နော် prefix ဆက်လိုက်မယ်ဆိုရင် for example အနေနဲ့ဆိုရင် unfriendly UNN FRIENDLY unfriendly အဲ့တော့သူ့ရဲ့ antonym ကဘာဖြစ်သွားမလို့ဆိုတော့ friendly ဖြစ်သွားမယ် okay အဲ့တော့ let's see the following table ဆိုရင်ဒီမှာဆိုရင်ဒီ table မှာကြည့်အောင် prefix တွေကဘာတွေပါလဲ anti သူ့ရဲ့အဓိပ္ပာယ်ကအခန့်ဆန့်ကျင်နေဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကို biotic ဆိုတာနဲ့တွဲလိုက်တယ် antibiotic အဓိပ္ပာယ်က a medicine that work against infection ယောဂပိုးတွေကိုသေစေတဲ့ဆန့်ကျင်တဲ့ဆေးပေါ့နော်နောက် D ဆိုတဲ့အဓိပ္ပာယ်က remove take away from remove ဖယ်ရှားတယ် take away from တူပါပဲဖယ်ရှားတယ်နော် example မှာဆိုရင် frost အဲ့ဒီ frost မှာဘာကိုတွဲလိုက်လဲ D နဲ့တွဲလိုက်တယ် defrost ဆိုတော့သူ့ရဲ့အဓိပ္ပာယ်က remove frost ဖယ်ရှားတယ်နော်နောက် THW ဟောအရေးပျော်တယ်ပေါ့အရေးပျော်တယ်ဒါလည်းအရေးပျော်အောင်လုပ်တယ်အဲ့ဒီအဓိပ္ပာယ်ပါပဲအဲ့တော့သူကရော့ကြတယ်အဝေးကိုဖယ်ထုတ်တယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်မျိုးဖြစ်တယ်နောက် this က not သူလည်းအဲ့လိုပဲ away from အဲ့တော့ unpack မှာ this ကိုပေါင်းလိုက်တယ်အဲ့တော့ to move away from a ship နောက်တစ်ခု IL not ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့ eligible not readable or legible နော် impossible ဒါတွေကတော့သိပြီးသားပါ not possible inconclusive not conclusive irregular not regular miss ဆိုတာကတော့ wrong badly အဲ့တော့ misinterpret incorrectly မှားတာ miss ဆိုတဲ့အဓိပ္ပာယ်ကလွဲတယ်မှားတယ်အဲ့ဒါကို interpret ဆိုတော့အဓိပ္ပာယ်အကောက်မှားတယ်အဓိပ္ပာယ်မမှန်ဘူးပေါ့နော်နောက်တစ်ခု nan နဲ့ an နဲ့တူတူပဲ not ဆိုတဲ့အဓိပ္ပာယ်ပဲ essential လိုအပ်တယ် non essential not essential မလိုအပ်ဘူး well ကောင်းတယ် unwell ကောင်းဘူး not well မကောင်းဘူးပေါ့နော်ကဲနောက်တစ်ခု dictionary exercise direction မှာကြည့်ရအောင် circle the prefix in each this word ဒီမှာရှိတဲ့ prefix တွေကိုဝိုင်းပေးမယ်တဲ့ရှေ့မှာရှိတဲ့စကားလုံး prefix တွေပြီးတော့အခါကျတော့ and then write the definition of the word on the blank เนาะအဲ့တော့ဒါတွေကလည်းdictionary ရှာမှာတွေ့မှာပဲเนาะဒီမှာဆိုရင် and text and ဒါကပါအောင်ဆို prefix အဓိပ္ပာယ်ကတော့ not text အဲ့တော့ဒါတွေကိုဘယ်မှာကြည့်မလို့ဆိုတော့ sorry dictionary မဟုတ်ဘူးရှေ့က table မှာကြည့်ရင်ရနိုင်တယ်ကြည့်ပြီးတော့ရေးပေးရမယ်
မင်္ဂလာပါဒီကျတို့က prefix အကြောင်းကိုရှေ့မှာ prefix ရဲ့အဓိပ္ပာယ်သိခဲ့ပြီးပြီprefix ဆက်လိုက်တဲ့အခါမှာပြောင်းသွားတဲ့အဓိပ္ပာယ်တွေနောက်ပြီးတော့para speech တွေသိခဲ့ပြီးပြီပေါ့နော်နောက်ပြီးတော့ prefix ရဲ့ opposite ဖြစ်တဲ့ဆန့်ကျင်ဘက်စကားလုံးတွေဆက်လိုက်တဲ့အခါမှာantonym ပုံစံပြောင်းသွားတာလည်းသိခဲ့ပြီးပြီဒီနေ့တော့ prefix ကို time of position အနေနဲ့ရှေ့ကနေစကားလုံးတွေဆက်လိုက်တဲ့အခါမှာ time position အနေနဲ့ပြောတဲ့စကားလုံးလေးဖြစ်သွားတယ်ဆိုတာကိုလေ့လာကြည့်မယ်နော်အဲ့တော့အဲ့မှာ prefix တွေထဲမှာဆိုရင်အားလုံးတွေ့ဘူးနေကြ in ဆိုတဲ့စကားလုံးပေါ့နော်ရှေ့ကနေ prefix in ဆိုတဲ့အဲ့မှာရှေ့မှာလေ့လာတာတော့ not ဆိုတဲ့အရာပေါ့နော် not ဆိုပြီးတော့တွေ့ရတာမျိုးအငင်းအနေနဲ့တွေ့ရတာမျိုးရှိတယ် antonym အနေနဲ့ပြောင်းလဲသွားတာမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကအခုဒီမှာကကြတော့ time ဒါမှမဟုတ်ရင် position အနေနဲ့ပြောင်းလဲသွားတာကိုတွေ့ရမယ်နော်တွေ့ရမယ်ဆိုတော့ဒီမှာ table လေးမှာလေ့လာကြည့်ရအောင် prefix ant နဲ့ဆက်တယ်ဆိုရင်အဓိပ္ပာယ်က before ပေါ့နော်အတိုင်မီလို့အဓိပ္ပာယ်ရတယ် antedate to begin before the date ပေါ့နော်အဲ့တော့အဲ့ဒီမတိုင်မီဆိုတဲ့အနေထားပေါ့နောက် d ဆိုရင် down away ဆိုတဲ့အဓိပ္ပာယ် d apart ဆိုတော့ apart ဆိုတာကဝေးကွာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့ to leave to go away နော် extra တွေ extra သူ့ရဲ့အဓိပ္ပာယ်ကဥမာအဲ့ဒီ ex ရဲ့အဓိပ္ပာယ်က me outside out အဲ့ဒီအရာနဲ့ရှေ့ကနေတခုခုကိုဆက်လိုက်မယ် skeletal တိအားလုံးသိပြီသားเนาะဥကောင်းဥပုံမျိုးအဲ့ဒါ exoskeletal ဒီအယိုးတွေပေါ့နော်အဲ့တော့ a skeletal that exit outside the body ခန္ဓာကိုယ်ရဲ့အပြင်ကိုထွက်နေတဲ့အယိုးတွေဆိုတော့အပြင်ကိုထွက်နေတယ်ဆိုတဲ့အဓိပ္ပာယ်အဲဒီမှာလာပြီခုန in တို့နောက် en တို့အဲ့ဆိုရင်ဒီမှာသူ့ရဲ့အဓိပ္ပာယ်က inside in အထဲမှာအဲ့တော့ asia set ထဲတယ် in insert insert to play inside အထဲကိုထည့်မယ်နောက်ဝင် en cnc လေး circle and circle ဆိုရင်a wide သက်ဝိုင်းနော် and circle ဆိုရင် to draw a circle around နော်သက်ဝိုင်းပုံကြီးဆိုတယ်နောက်ဝင် to place something inside a circle အတွင်းကိုထည့်တယ်အဲ့ဒီအဓိပ္ပာယ်မျိုးပေါ့နော်နောက် pre ဆိုတာကတော့အားလုံးသိပြီးသားပဲမတိုင်မီရှေ့အရင်ပေါ့နော်အဲ့တော့ဒီမှာသူ့အဓိပ္ပာယ်ကတော့ before ပဲအဲ့တော့ dawn pre dawn နော်ဆိုတော့အာယုံတက်ပေါ့နော် to time before dawn နော်အာယုံမတိုင်မီဆိုတော့အချိန်မျိုးကိုပြောတာ pro ဆိုတဲ့အဓိပ္ပာယ်က forward ရှေ့ကိုဆက်မယ် before ကမတိုင်မီဆိုတဲ့အဓိပ္ပာယ်လည်းရတယ်လို့ရှေ့ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်အဲ့တော့ processing ရှေ့ကနေ pro ထည့်လိုက်တယ်အဓိပ္ပာယ်က succinct တန်းစီတယ် a line of people moving forward လူတွေရှေ့အတန်းလိုက်ရှေ့ဆက်သွားတယ်ရွေ့နေတယ်ပေါ့နော်အဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ် post post ပေးပို့တယ်ဆိုတဲ့အဓိပ္ပာယ်ဒီမှာကတော့ after ပေါ့နော် post game ပြီးနောက်ပေါ့အဲ့ဆိုရင် to come after the game နော်ဒီ game ပြီးတဲ့နောက်မှာနောက်လာမယ့်အရာအဲ့လိုပဲဗာလဲ graduate ဆိုဖွဲ့ရတယ် post graduate ဒါဆိုရင်ဒါဖွဲ့ရပြီးနောက်တစ်ဖွဲ့ပေါ့နော်ဒါမျိုးပြောလို့ရတယ်ဥမာ BAB ဒီမဟုတ်ရင် BABSC ဆိုရင်MAMSC ပေါ့ဒါမျိုးပေါ့နော်နောက် SUB sub under sub ဆိုတာကသူက under ဆိုတဲ့အဓိပ္ပာယ်တဲ့များသောအားဖြင့်သိတာက sub ဆိုတာကအခွဲပေါ့နော်တခုခုအခွဲဆိုရင် sub လို့ပဲပြောကြဒီမှာတော့သူရဲ့အဓိပ္ပာယ်က under submarine သူရဲ့အဓိပ္ပာယ်ကဘာလို့ဆိုတော့ရေငုပ်သင်္ဘောဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်ရေအောက်ပေါ့နော် a vessel that go underwater ရေအောက်ကိုသွားတဲ့အရာဆိုရေငုပ်သင်္ဘောလိုမျိုးပေါ့နော်နောက် super ကတော့အားလုံးသိပြီးသားပဲကြီးတာဒါမျိုးပေါ့နော်အဲ့တော့ above over ဒီနေရာမှာကကြတော့အထက်မှာရှိတဲ့အရာပေါ့ above over အပေါ်မှာရှိတဲ့အရာအဲ့တော့ superintendent ဆိုရင်သူကဒါ a person in charge of something သူကနေရာရာတို့တစ်ခုပေါ့မှာတာဝန်ယူရတဲ့သူ oversee တဲ့ဆိုတော့သူကအထက်ရာထူးကြီးတူပေါ့နော်သူရဲ့ရာထူးက
ဘာလို့ခေါ်မလို့ကြီးကြပ်ရတဲ့ဦးစီးဦးဆောင်ပြုရတဲ့သူမျိုးဒါမျိုးကို superintendent လို့ခေါ်တယ်အဲ့တော့ဒီလိုမျိုး prefix လေးတွေဆက်လိုက်ပြီဆိုရင် prefix တွေက not အငင်းအတိတ်ပဲတွေစောင်းတာလည်းရှိသလို time of possession အတိတ်ပဲစောင်းတာတွေလည်းရှိတယ်ကဲအဲ့ဒါဆိုရင် direction မှာကြည့်ရအောင်ပေါ့နော်သူက match column 1နဲ့2ကို match လုပ်ပေးရမယ်အဲ့တော့တကယ်အဲ့ဒီအရာကိုတချို့စာလုံးတွေမသိဘူးဆိုရင် dictionary နဲ့သုံးပြီးတော့လုပ်ပေးလို့ရမယ်အဲ့တော့ဒါလုပ်ကြည့်ပါနော်နောက်တစ်ခုကလည်းအဲ့လိုပါပဲဒါလည်း dictionary ကိုသုံးရမယ်ဒါကလည်း column 1 2ကို match လုပ်ပေးရမှာပါပဲစကားလုံးတွေ phrase တွေရဲ့အတိတ်ပဲတွေဒီဘက်က words ပေါ့နော်စကားလုံးတွေတစ်ဖက်က meaning အဲ့ဒါတွေကိုတွဲပေးရမှာပါကဲဒီတစ်ခါကျတော့ prefix တွေက showing number တွေကိုပြတဲ့အနေအထားမျိုးအဲ့တော့အရေးအတွက်တွေကိုပြတယ်အဲ့တော့ prefix တွေက how many လောက်များများလဲအရေးအတွက်ဆိုတာမျိုးကိုဖော်ပြတယ်အဲ့မှာဆိုရင်များသောအားဖြင့်ဆိုသိပြီးသားပဲเนาะ universal ဘာဆိုရင်ပါလဲစကြဝဠာတစ်ခုတည်းသောဆိုတဲ့အဓိပ္ပာယ်မျိုး for example နဲ့ဆိုရင်apply to all เนาะဆိုတာနောက်ပြီးတော့by weekly ပေါ့နော်ဆိုရင်အဲ့လိုမျိုးဆို2 week လို့သုံးတယ်လို့မျိုး universal ဆိုရင်လည်း apply to all အားလုံးစုပေါင်းတယ်ဆိုတဲ့အဓိပ္ပာယ်လည်းသုံးလို့ရတယ်ကဲအဲ့တော့ here's a table of prefix that show numbers အဲ့တော့ look at the table prefix by ရှေ့ကနေပြီးတော့ by ထည့်လိုက်မယ်lingual ပေါ့နော် lingual ဆိုတဲ့စကားလုံးရဲ့ထည့်မှာ by ထည့်လိုက်မယ် bilingual ဒါဆိုရင် able to speak two languages ဘာသာစကားနှစ်မျိုးကိုပြောနိုင်တယ်အဲ့လိုပဲ by cycle စီဝါစီယာလီ cycle အဲ့တော့ by နဲ့ cycle နဲ့တွဲလိုက်တယ် bicycle ဘာဖြစ်လဲဘိန်းတစ်ဘိန်းပါတယ်စပိန်ပေါ့နော်အဲ့လိုဖြစ်သွားတယ်နောက် do ဆိုတာလဲ do ပဲအဲ့တော့ example က do ဆိုရင် a group for two ဒါစာမှာ group နှစ်ခု group မှာနှစ်ခုရှိရပေါ့နော်နောက် mono ဆိုရင် one single ဒါကတော့သိမှာပါ game လည်းရှိတာပဲနော် monopoly ဆိုတဲ့ game လေးနောက်ပြီးတော့လက်ဝက်ကြီးအုပ်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ် a single entity having full control over something နော်တစ်ခုခုတစ်စုံတစ်ခုကိုလက်ဝက်ကြီးအုပ်တယ်ဈေးကွက်တွေလိုမျိုးပေါ့နော်ပစ္စည်းတွေအားလုံးဝယ်ယူပြီးတဲ့အခါကျရင်တကယ်ဈေးကောင်းပြီဆိုတဲ့အချိန်ကျရင် तू ကဈေးနှုန်းတစ်ခုသတ်မှတ်ပြီးတဲ့အခါကျ तू ကတစ်ခါပြန်ဖြန့်ဝေပေါ့နော်ဒီလိုမျိုး monopoly လောက်တာမျိုးရှိတယ်နောက် quarter ဆိုတဲ့အဓိပ္ပာယ်ကတော့ four ဆိုတဲ့အဓိပ္ပာယ်ရအဲဒါကြောင့် quarter ဆိုရင် one four or something လေးပုံတစ်ပုံဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တရားမှာဆိုရင်25ဒါဆိုရင်လေးပုံတစ်ပုံနောက် try ဆိုတာ tripod ဆိုတာဘာလဲ a three legged stand သုံးချောင်းပါတဲ့တောက်ရှိတဲ့ဟာဥပမာဆိုရင် for a camera stand လို့ဒီလိုမျိုးပေါ့နော်နောက် uni ဆိုတာ one single တစ်ခုတည်းဖြစ်တဲ့ဟာ uniform ဆိုတော့တူညီဝတ်စုံပေါ့နော်ဒါကိုပြောချင်တာ identical clothing wearကလာတယ် by all number of all organization နော် organization တစ်ခုအတွက်တည်တံ့ဝတ်တဲ့ဝတ်စုံလိုမျိုး team uniform နော်အဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့တစ်ခုရဲ့ uniform လိုမျိုးအဖွဲ့အစည်းတစ်ခုရဲ့ uniform လိုမျိုးဒါမျိုးပေါ့နော်အဲ့တော့ uni ဆိုတာတစ်ခုတည်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ apply to all အားလုံးအတွက်အပေါ်မှာပြောထား universal ပေါ့ဒါဆိုရင် apply to all ဒါအားလုံးပေါင်းစုထားရဲဆိုတဲ့အဓိပ္ပာယ်မျိုးuniversal စကြဝဠာပေါ့နော်ဒါဆိုရင်စကြဝဠာကြီးဆိုရင်အကုန်လုံးပေါ့အားလုံးပါတယ်ပေါ့လူကဘာတွေရောနေတွေရောလာတွေရောဂျိုတွေရောဂျိုကြီးကိုလုံးရောအားလုံးပေါ့နော်ရှိတဲ့အရာပေါင်းစုထားတာကိုစကြဝဠာလို့ခေါ်တယ်လို့မျိုးပေါ့နော်ဒီ direction မှာဆိုရင်လည်းကြည့်ရအောင်ဒီမှာလည်းအဲ့လိုပဲ column 1မှာက what တွေကိုပေးထားတယ် column 2မှာကသူ့ရဲ့ definition တွေကိုပေးထားတယ်အဲ့ဒါကိုဘာလုပ်ပေးရမလဲဆိုတော့ match လုပ်ပေးရမယ်လိုအပ်တယ်ဆိုရင်တော့ dictionary ကြည့်ပြီးတော့ match လုပ်ပေးပေါ့နော်နောက်တစ်ခုက building words with suffix တွေနဲ့စကားလုံးတွေကိုတည်ဆောက်မယ် suffix တွေနဲ့စကားလုံးတွေကိုတည်ဆောက်မယ်ဆိုတဲ့အခါကျရင်စကားလုံးတွေရဲ့ပုံသဏ္ဍာန်ပြောင်းလဲမှုတွေဒါစကားလုံးတစ်လုံးကိုမြင်လိုက်တာနဲ့
sentence မှာဘယ်နေရာမှာသုံးရမလဲဆိုတာမျိုးတွေသိနိုင်တယ်အဲ့တော့ဒီ suffix တွေကစကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ပေါ်မှာလည်းအများကြီးတက်ရောက်တယ်နောက်ပြီးတော့ parallel speech ကိုလည်းပြောင်းလဲနိုင်တယ်နော်ဥပမာဆိုရင် LOV love ပေါ့နော် love ဆိုရင် noun လည်းရတယ် verb လည်းရတယ် noun လို့ဆိုရင်အချစ် verb လို့ဆိုရင်ချစ်တယ်ဒါပေမဲ့အဲ့မှာကိုသူ့ရဲ့ suffix ပေါ့နော် suffix ly ပေါင်းလိုက်မယ်ဆိုတဲ့အခါကျရင် lovely ဆိုတာဖြစ်သွားလဲဆိုတော့ adjective ဖြစ်သွားတယ်။များသောအားဖြင့် lovely ly ပေါင်းလိုက်တယ်ဆိုရင်ဘာလို့သိထားလဲဆိုတော့ဘာလဲ adverb လို့သိထားတာများတယ်။အဲ့တော့ဒီမှာ love love ကို lovely ပေါင်းလိုက်ရင်ဘာဖြစ်သွားလဲဆိုရင် adjective ဖြစ်သွားတယ်။အဲ့တော့ letter တွေမှာဆိုရင်ရေးတာများသောအားဖြင့်တွေ့လိမ့်မယ် yours lovely အောက်ကမှနာမည်လေးရေးတာမျိုးပေါ့နော်။ဒါမျိုးတွေတွေ့လိမ့်မယ်။အဲ့တော့ဒီမှာဆိုရင်လည်းအဲ့လိုမျိုး noun တွေကိုဒီလိုမျိုး suffix ပေါ့နော် suffix ဆိုတာနောက်ကနေဆက်တဲ့စကားလုံးသူကမူလစကားလုံးရဲ့နောက်ကနေပြီးတော့ဆက်တယ်အဲ့ဒီခါမှာအသေးပဲတွေလည်းပြောင်းလဲသွားတယ်လို့ parallel speech တွေလည်းပြောင်းလဲသွားတယ်ဒီမှာ noun တွေကိုအဲ့လိုမျိုး suffix ဆက်လိုက်တဲ့အခါမှာ verb အဖြစ်ပြောင်းသွားတဲ့အရာတွေကိုလေ့လာကြမယ်နော်